ဟဲ့မင်းကောင်လာမလို့ဆက်ပဲဘာလို့အနောက်မှရက်ကဲအားလုံးပဲနားထောင်ကြငါဒီနေ့ကစပြီးဒီဒေါ်လာကျော်ပါငါမန်နေဂျာဖြစ်လို့ငါလည်းမက်ဆေ့ချာလို့ခေါ်တယ်မင်းတို့ဘာသာမင်းတို့အပြင်မှာအရင်ကဘယ်လိုပဲနေခဲ့ဒါငါလည်းမဆိုင်အခုလက်ရှိငါနဲ့လှုပ်တဲ့အချိန်မှာမင်းတို့ပေါ့စားလို့မရတော့ဘူးအလုပ်ကိုသေချာလုပ်ရပဲမသိဘူးတွေမရှိဘူးတွေမလုပ်နိုင်ဘူးတွေဆိုတဲ့စကားကမကြားချင်ဘူးဟုတ်ပြီနော်အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ကြကဲဒီလောက်ပဲမင်းတို့အလုပ်သွားလုပ်လို့ရပြီဆိုင်အေးတော့ဆိုင်လုံးဝနေတာအေးလားဆိုင်အေးတော့ဟဲ့မင်းကောင်လာမလို့ဆက်ပဲဘာလို့အနောက်မှရက်ကောင်းတော့ငါပါဝါပြမှာရ ဂျာကြီးတော့ခေါ်လာဗျ ဟဲ့မင်းတလားလာဘယ်လောက်ရလဲ 9 သိန်းပါဗျာဂျာကြီး အေးရောက်မင်းကတခါတည်းပြောမယ်မင်းတို့ဟိုရောင်ဒီရောင်စောက်လုပ်ပြီးစောက်ကန်ပြီးစောက်လုပ်မလုပ်ဖဲနဲ့မန်နေဂျာမှမသိရကွာမျိုးငါ့ဆိုင်ပါမလို့ချင်းငါပြောရှင်းရနော်ပြောရောက်ဒီမှာမင်းတလားလာမင်းယူပြီးထိုးလိုက်တော့ ဟုတ်ကျေးဇူးကဂျာကြီးอ่ะအဲ့ဆိုကျွန်တော်သွားရမယ်နော် အဲ့ကောင်မလေးခဏလာအောင် ဟုတ်ကဲ့ပါရှင်ဂျာကြီးပါညခိုင်းလို့လေရှင် အခုနထွက်သွားတဲ့ကောင်ကဒီကောင်စည်ရင်းကန်ဒါပို့ကျွေးပြားထမ်းတဲ့ကောင်ဘယ်ကောင်လဲကောင် အော်အဲ့ဒါလားမုံလာဘူးတဲ့ကောင်လေးလေးဂျာကြီးရဲ့ ဘာဖြစ်လဲအဲ့ကောင်မဟုတ်တဲ့ကောင်ဟုတ်လား ဂျာကြီးကမောင်းထွက်တော့တမလို့လည်းဘာမှမပြောရဘူးဒီတိုင်းကြောက်လို့ဒီတိုင်းကြည့် အာတေလိုက်ပါတော့ကွာ ဟုတ်ကျေးဇူးကဂျာကြီးอ่ะအဲ့ဆိုကျွန်တော်သွားရမယ်နော်